အားလုံးပဲမင်္ဂလာပါခင်ဗျာရှေ့နှစ်ပေါင်း2500ကျော်ခါကဂရိပြည်ရဲ့မြို့တစ်မြို့မှာကြပြာလင်္ကာဆက်ဆိုရနိုင်အလွန်ကျွမ်းကျင်လိမ့်မာတဲ့ဆရာတယောက်ရှိပါတယ်သူဟာစောင်းပညာ၌လည်းတစ်ဖက်ကန်းခတ်မျှတက်ကြွမ်းပါတယ်သူရဲ့တဲ့မှာအရရက်သူပြတ်နှံ့လျက်ရှိပါတယ်ထိုခေတ်ထိုခါကမြို့ကြီးတစ်မြို့ကိုပြည်ငယ်တစ်ခုကဲ့သို့ဘရင်တီးကြအုပ်ချုပ်လိရှိပါတယ်ထိုကြပြာဆရာမှာသူနေတဲ့မြို့ကိုအုပ်ချုပ်တဲ့ဘရင်နဲ့အလွန်ရင်းနှီးခင်မင်တဲ့မိတ်ဆွေဖြစ်ပါတယ်။ဒါကြောင့်ဘရင်မင်းမြတ်ရဲ့အိမ်တော်၌ပင်နေဖို့အခွင့်အရေးရခဲ့ပါတယ်။တခါတော့အဲ့ဒီမြို့ရဲ့အလွန်ဝေးကွာတဲ့ပင်လယ်ရချတိုင်းတစ်ပါးမှာတချင်းဆိုခြင်းတီးမှုတ်ခြင်း၌အကောင်းဆုံးဆိုတီးနိုင်သူကိုစုချီးမြှင့်မိအကြောင်းသတင်းကောင်းကိုဆရာကြီးကြားလိုက်ရပါတယ်။ဒီလိုနဲ့သူ့ရဲ့မိတ်ဆွေဘရင်မင်းမြတ်တန်ကျွန်တော်မျိုးအဲ့ဒီအရက်ကိုသွားပြီးတော့လက်စွမ်းပြကျင်ပါတယ်ဖျားဟုခွင့်ပန်ပါတယ်မသွားပါနဲ့မိတ်ဆွေရဲ့ကျုံနဲ့ဒီမှာချမ်းချမ်းသာသာနေစမ်းပါရေကြမြေကြသွားရတာဘေးရန်နဲ့များလှပါတယ်ဟုဘရင်ကြီးကပြောပါတယ်သို့တော်လည်းကြပြဆရာကြီးဟာသွားဖို့ရာစိတ်ကိုဆုံးဖြတ်ပြီးပြီဖြစ်တာကြောင့်ဒီဘေးရန်တွေကိုကျွန်တော်မျိုးဂရုမစိုက်ပါဘူးအဲ့ဒီအရက်ကိုမသွားပဲမနေနိုင်တဲ့အတွက်ကြောင့်ရောက်အောင်သွားပြီးတော့ကျွန်တော်မျိုးရဲ့အစွမ်းကိုပြလိုက်စမ်းပါရစီဖျားဟုပြန်လျှောက်တယ်ပါတယ်ဒီလိုနဲ့ပြန်လျှောက်ပြီးနောက်သူဟာထိုရက်ကိုမရောက်ရအောင်သွားခဲ့ပြီးသူ့ရဲ့အစွမ်းကိုပြသနိုင်သဖြင့်စုကိုလည်းရယူနိုင်ခဲ့ပါတယ်။အဲဒီနောက်မှာတော့သူ့ရဲ့နေရက်မြို့သို့ရွက်သင်းမောဖြင့်ပြန်လာခဲ့ပါတယ်။ကြပြာဆရာကြီးရရှိခဲ့တဲ့စုကိုသင်းမောသားတွေကများစွာတတ်မှတ်မောကြပါတယ်။ဒါကြောင့်တနေ့နေသားတဲ့နနက်ခင်းမှာသင်းမောသားတွေကဆရာကြီးကိုဝိုင်းရန်လျက်ဆရာကြီးရခဲ့တဲ့ရွှေတွေကိုကျွန်ုပ်တို့ကိုပေးရမယ်။တကယ်လို့ဆရာကြီးရဲ့အသက်ကိုချမ်းသာပေးလိုက်လို့ရှိရင်ဘရင်ကြီးကိုကျွန်ုပ်တို့လူတဲ့အကြောင်းဆရာကြီးမုတ်ချတိုင်လိုက်မယ်ဒီတော့ဆရာကြီးရဲ့အသက်ကိုချမ်းသာပေးလို့မဖြစ်ဘူးအဆုံးစီရင်မှဖြစ်မယ်ဒါပေမဲ့ဆရာကြီးကြိုက်ရတစ်ခုတော့ရွေးနိုင်ပါတယ်ဒီတင်ပေါ်မှာအသက်ခံခြင်းလည်းခံဒါမှမဟုတ်ရေထဲခုန်ဆင်းပြီးတည်ခြင်းလည်းတည်ဆရာကြီးသဘောပါပဲဆရာကြီးလည်းကြံရမရဖြစ်သဖြင့်ကျုပ်မသေးခင်နောက်ဆုံးကျုပ်ဆောင်းကလေးကိုတီးဖို့ခွင့်ပြုပါလို့တောင်းပန်လိုက်ပါတယ်ဒီလိုခွင်တောင်းတာကိုသဘောတူခွင့်ပြုလိုက်ပါတယ်သူတို့ဟာအဘယ်မျှပင်ခတ်တန်းကြမ်းကြုတ်သူများဖြစ်ပါစေကျော်သောထင်ရှားလာသောအမှုပညာရှင်တဦးရဲ့လက်တံကိုတော့နားထောင်လူကြပါတယ်ဒီလိုနဲ့ဆရာကြီးဟာသူ့ရဲ့နောက်ဆုံးချိန်မှာအကောင်းဆုံးအသာရဆုံးသောတခြင်းတစ်ပုဒ်ကိုတီးလိုက်ပါတယ်ရေတရဝါကြီးငယ်ပေါင်းတို့ဟာသူ့ရဲ့ตาရတဲ့တခြင်းတံကိုကြားတဲ့အခါမှာသင်းမောရှိရာသို့စုဝေးရောက်ရှိလာပြီးသူ့ရဲ့တခြင်းကိုနားထောင်ကုန်ကြပါတယ်ဆရာကြီးဟာသူ့ရဲ့တခြင်းပြီးဆုံးတာနဲ့တပြိုင်တည်းပင်လယ်ထဲကိုခုန်ချလိုက်ပါတယ်။ရေထဲရောက်တဲ့ဆိုရင်ပဲသူ့ရဲ့တခြင်းကိုနားထောင်ရန်ရောက်ရှိနေတဲ့ရေသူမတအုပ်ဟာသူဟာကမ်းသို့ဘေးမတီးရံမခပဲပုတ်ပေးရန်လာရောက်တောင်းပန်ရှာပါတယ်။ဒါကြောင့်သူဟာလှိုင်းလုံးတွေကြားမှာရေသူမကိုစီးလျက်လိုက်ပါသွားပါတော့တယ်။ဒီလိုနဲ့ဆရာကြီးဟာဘရင်ရှေ့တော်မှောက်ပြန်လဲရောက်ရှိလာတဲ့အခါမှာတော့ဖြစ်ကြောင်းကုံစင်တန်တော်ဦးတင်ပါတော့တယ်။ဒီအခါမှာဘရင်မြင့်မြတ်ဟာဒေါသအမျက်ချောင်းချောင်းထွက်၍ဤသို့ဆိုပါတယ်။ကောင်းပြီဒီကောင်းလေးရောက်ပါစေအောင်သူတို့ကိုမိအောင်ဖမ်းရလိမ့်မယ်ဒီတော့တမမင်းဒီမှာပဲနေဘဲမှမသွားနဲ့ဒီတော့မှမင်းရေနစ်သေးပြီးထင်ပြီးစိတ်ချလက်ချရှိနေကြလိမ့်မယ်ဒီလိုမှသူတို့ကိုဖမ်းလို့လွယ်မှာကွာဒီလိုနဲ့သူတို့တင်မောစိတ်ကန်းခတ်လာချိန်မှာတော့ဘရင်မင်းမြတ်ရဲ့အမိန့်တော်တိုင်းရှေ့တော်သို့ဝင်ရောက်ခါစားစီကြပါတယ်အဲဒီနောက်မှာဘရင်ကြီးကအိမ်နေရမပြတ်ဖဲမင်းတို့သွားတဲ့မြို့မှာငါရဲ့တငယ်ချင်းကြပြာဆရာကြီးကိုမတွေ့မိဘူးလားလို့ပြေးလိုက်ပါတယ်ဒီအခါမှာတင်မောသားများကမှန်လားပါအရှင်မင်းမြတ်ကြီးရဲ့အဆွေတော်ကိုတွေ့ပါတယ်။ကျမ်းမာဝါဖြိုးလျက်ရှိပါကြောင်းရှောက်ထားကြပါတယ်။အဲဒီနောက်မှာတော့ကြပြာဆရာကြီးဟာပုံးကွယ်ရာမှထွက်လာပါတယ်။အဲဒီအခါမှာတော့သင်္ဘောသားတွေဟာတစေတရေမြင်ရသည့်အလားထိတ်လန့်သွားကြပါတယ်။ဘရင်မင်းမြတ်ဟာဒေါသအမျက်လွန်စွာထွက်သဖြင့်မင်းတို့တခိုးဓမြတွေပဲမင်းတို့ကိုရိုက်နှက်ဖို့ရလဲငါတုံနဲ့တော့မတန်ဘူး။ဒါကြောင့်မင်းတို့ကိုဒီတိုင်းပြည်မှာနေစေဖို့မသင့်တော်တဲ့အတွက်လူရိုင်းတွေသာနေတဲ့တောချိုတောင်ကြအရက်မျိုးမှာတွားနေကြကြလို့အမိန့်ချမှတ်ပါတယ်။ဒါပြင်ဒီကနေ့ကစပြီးမင်းတို့တွေကြပြာဆရာကြီးအရင်ရဲ့တာရတဲ့တခြင်းတန်ကိုဘတော်မှနားထောင်မှုအခွင့်မရဘူးလို့မှတ်လိုက်။ဒါဟာမင်းတို့ကိုပေးတဲ့ပြစ်ဒဏ်ပဲလို့အမိန့်ချမှတ်ပါတယ်။ဒီကြပြာဆရာကြီးတေလွန်ဒီမှာနှစ်ပေါင်း2500ကျော်ရှိတော့လဲသူ့ရဲ့အမိကယနေ့တိုင်ထင်ရှားလျက်ရှိပါတယ်။မိတ်ဆွေများအားလုံးကိုထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ။